ကိုကြုံနေဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့အစင်းနဲ့ပြည်သက်ဖြစ်ကြတာဘယ်လောက်ခက်လဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အစင်းနဲ့ပြည်သက်ဖြစ်ကြတာခက်လားမခက်လားကျွန်တော်ပြည်သက်တွေသိဆုံးဖြစ်ပါတယ်ကျွန်တော်တို့ခုနှစ်ကအစားပြပေးရပေါ့နော်ကျွန်တော်တို့အပိသက်ခြင်းနဲ့ကိုကြီးရှိပဲနောက်မှအပိရဆိုမှကျွန်တော်တို့ပူပြီးတင်ယူမှုချစ်ခင်တဲ့ဒီလေးရှိပဲအဲ့တော့အားလုံးဒီတင်ရဲ့ logo တစ်ခုပေါ့အားပေးတဲ့အခါမှာတော့ဒီခက်ခဲတယ်ဆိုတာဒီကိုကတော့ပြီးပါတယ်အဲ့တော့ကျွန်တော်လည်းအဲ့ဒါပြည်သက်ကြပြောကျွန်တော်ခက်ခဲပါတယ်အဓိကဘာခက်ခဲလဲဆိုတော့တင်ကကျွန်တော်စာပေးနေအခုချိန်ဒီကစားပွဲတိုင်းအားကစားဥပဒေတွေကနေတက်ထန်ကြိုးစားကစားပါတယ်အဓိကအလွယ်လွယ်ပြောရမယ်လို့ရှိရင်ကျွန်တော်ရဲ့အနိုင်ရလက်တစ်ခုတည်းအတွက်ကစားရဲဆိုတာထက်ဘောလုံးအားကစားကိုချစ်မြတ်လို့ကစားရတာအသိရေးကြည့်ပါတယ်ကိုနိုင်ရင်ပြီးရောကိုယ်တည်းအနိုင်ရရင်ပြီးရောဘာပဲလုပ်ရဘယ်လိုပဲကန်ဆိုတော့ဒီစားရအာဆင်နယ်တော့ဘာမှမသက်ဆိုင်ဘူးအဲ့တော့အပေးရပြီးတဲ့တော်များလည်းနိုင်ကျင်တာပဲလीနော်ဘောလုံးဆိုတာကန်နိုင်ကျင်တာဘောလုံးမဟုတ်ပါဘူးဘယ်အားကစားဖြစ်ကစားရင်နိုင်ကျင်တာပဲအဲ့တော့လို့နိုင်နောက်ကိုပဲလိုက်နေခဲ့မှာကျွန်တော်တို့ရာဒီတကယ်ကိုကစားနေဥပဒေနဲ့ကစားရတဲ့အသင်းနောက်အသင်းဆိုတဲ့အသင်းရဲ့လျောက်သူရဲ့ဘာသာရေးစီမံလို့သတ်မှတ်ထားတဲ့ကဥပဒေပေါင်းတွင်ဝင်အောင်ကစားရတဲ့အသင်းအဲ့တော့ဆိုလိုချင်တဲ့ဘောကတော့ကျွန်တော်တို့ရာဒီအောင်မြင်ရတဲ့ဝေးကွာတော့ဝေးကွာအချိန်ရှိခဲ့တယ်အဲ့တော့အဲ့လိုဝေးကွာအချိန်တွေမှာကျွန်တော်တို့ပြည်သက်တွေနဲ့အားမလားများဖြစ်တယ်သို့တော့တစ်ဖက်ကလည်းဗာပြန်ရှိတယ်ဆိုတော့ကိုယ်တင်အားကစားခဲ့တဲ့ပွဲတော်များကောင်းမွန်လို့ကစားတယ်တော့ညစ်လို့နိုင်လားအားလို့လည်းမဟုတ်နိုင်တဲ့တဲ့ကောင်ကညစ်နေတာအဲ့လိုလည်းမဟုတ်ကစားတဲ့အခါမှာဘာသာရေးစီမံပို့သုံးရတဲ့အတင်းရှိတယ်ဒါတို့သူတို့ကစားသမားအရင်ကစားသမားအင်အားတောင်းတင်တာဟုတ်လားနောက်ကစားပွဲတွေမှာလိုအပ်တာထပ်ပို့ပြီးအခွင့်အရေးပေးခံရတာရှိတယ်ဒါဆိုလို့ရှိရင်လည်းဒါကျွန်တော်ဘလုံးကံမွေးပဲတည်ပါတယ်ဟုတ်လားကိုယ်ကတော့ဖောင်းလို့နေတာတစ်ခါလုံးနှစ်ခါလုံးမဟုတ်ပါဘူးတချို့အရေးကြီးဆုံးဖြတ်ချက်တွေကိုတစ်ခုနှစ်ခုလောက်လွဲမှားလိုက်အောင်နဲ့တကယ်ပွဲပေါ်မှာအရေးကြီးတဲ့အပိုင်းတွေအများကြီးပြောင်းလဲဖြစ်သွားနိုင်တယ်အဲ့တော့ပြန်ပြီးချောင်းရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအသင်းအားတရားမျှတတာကစားတဲ့အသင်းဖြစ်ကြောင်းလို့အောင်မြင်မှုတွေလည်းတိုင်းတစ်ခုဒီဝေကွာပါတယ်ပြန်မှုပြထားတယ်ပါအောင်လေအဲ့တော့ကျွန်တော်တွေကဖလားမြောက်စင်ကားတစ်ခုကျွန်တော်မပြီးတော့ဆိုလို့ရှိရင်တော့6ခုနှစ်ကနေ14ခုနှစ်ချင်းလောက်ကြာတယ်အဲ2006လောက်ဆုံးဖလားယူခဲ့တော့လည်း FA ဖလားပဲရဟိုလေ2014မှာပြန်စားယူ FA ဖလားခြိုင်းမှာကျွန်တော်ရှင်းပြလောက်ဖလားလက်မရပြီဖြစ်တယ်အဲ2014ရရင်ကြားထဲမှာ FA ဖလားရလိုက်ဒီလိုပဲမရဘဲနဲ့နေတိုင်းနဲ့အခု26ကျွန်တော်ဒါ12နှစ်ကြာမှာကျွန်တော်တို့22နှစ်ကြာဝေးကွာနေတဲ့ဒီကပြီးမဲ့ပဲဖလားပြန်ရခဲ့တယ်ဆိုတော့ကျွန်တော်တွေကခုနကပြောသလိုဖလားများတဲ့ခါကျတော့အားပေးရတာဒီအမလာမဲ့ဖြစ်တယ်အဲကြားထဲမှာတိုင်ပဲပေါ့နော်ပြန်ပဲဆိုတော့အားပေးကြတဲ့တခြားအသင်းပိတ်တွေရှိတယ်အဲ့နေရာမှာလောင်ပြောင်မှုတွေပေါ့လောင်ပြောင်မှုဆိုတဲ့အခါမှာချိန်ကတော့လို့ပြောစီပြက်စီဆိုတဲ့သဘောနဲ့ပြောသဘောလောင်ပြောင်လာရှိကြပါမယ်နော်ဒါပေမဲ့နည်းနည်းပေါ့လိုရတာပို့ပြီးတော့ဒီလိုပေါင်းလို့လေးပြောတဲ့အခါကျတော့မကောင်းဘူးနော်ကျွန်တော်တို့ကတရားနဲ့တရားတစ်သိန်းနဲ့ဒီနောက်မှုရှိသပါတယ်ကျွန်တော်တို့ Premier League မှာတင်နေဆက်ရှိတယ်တသိန်းနဲ့နံပါတ်1ကြီးလို့များပါဘူးအသိနိုင်ရေးပါပါတယ်အဲ့တော့အသိနိုင်ရေးပါတဲ့အချိန်မှာတချို့ပရိသတ်တွေကိုတင်မှာလည်းကိုတင်ပရိသတ်တွေမှာရှိမှာပါပဲပရိသတ်တွေအဲ့လိုဆုံးရောက်တယ်ပေါ့နော်ဆုံးရောက်တဲ့ခါကျတော့အားတယ်လို့တရလွန်အောင်ပြမှုတွေတရောမှုတွေဒါရမကောင်းပါဘူးပြောင်းတရားလေးကျွန်တော်ပြောသလိုပဲပျော်စီပြက်စီဆိုရင်မှအဲ့ဒီလောင်းတာတရောရရောထည့်ထားဖို့မလိုဘူးလို့ထင်တာပဲအဲ့တော့တရားနဲ့အတူတဘောဆောက်လေးပဲနေတယ်မှာအဓိကအာဆင်ပေးလို့ဖြစ်ရတာတစ်ချက်ကအသင်းကစီးနေပေါင်းနေဆိုတော့ကျွန်တော်အောင်မြင်ရဖို့ခက်ခဲတယ်အဲ့ဒီအချိန်မှာကျွန်တော်တွေကဒီတိုင်ပတ်တင်ကိုဒီလာမှုမရှိတဲ့ပြည်သက်တွေပေါ့လေအဲ့လိုမျိုးလူတွေနဲ့ဆိုတော့ကျွန်တော်တွေဝယ်မှုအများကြီးကြုံရတယ်ဒုနမှုအများကြီးကြုံရတယ်လို့အဲ့တော့ပြည်သက်ဖြစ်ကြတာခက်တယ်အဲ့ချက်တော့ပါပဲကျန်တာတွေရောအဆင်ပြေပါတယ်ကျွန်တော်တို့ဒါဖလားများခဲ့တဲ့အချိန်ရှိရဲ့ဘာပြီးဖလားများဆိုရင်ဒါ20နှစ်အခုဒါမကြခင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါကမိုင်းမှာနေရာသေးရဲ့ဖလားကြီးကိုကျွန်တော်တို့ဒီဖန်ကိုမျှော်လင့်နေအကောင်းဆုံးမျှော်လင့်နေအဲ့တော့ရှေ့ဆက်လေကျွန်တော်တို့နောက်တဲ့အချိန်10မိနစ်တခုရှိမယ်ဟုတ်လား
အားရတာရှိမှမရတာရှိမှအဆင်ပြေတာရှိဒါပေမဲ့ဒီအသင်းကနော်ဒီအသင်းရဲ့ logo ကျွန်တော်စချစ်မိနေတဲ့ရှာရင်စပြီးတော့ခုထက်ဒီကျွန်တော်တစ်ခါမှစောင့်ဖောက်ခဲ့ပါတော့အဲ့တော့ဒီဝေဖန်မှုတွေလောင်ပြမှုတွေကတော့ဒါလူမျိုးစိတ်တွေဆိုအများကြီးရှိနေမှာပဲအားကစားလောကမှာလူအနိုင်ရရပထမဖြစ်တဲ့ကြောင့်မလို့နိုင်ရဖို့တော့အားကစားပြင်ပဥပဒေပြင်ပကစားတာတွေဗန်နိုင်စီပြင်ပတုံးတာရှိနေမှာပဲဘယ်လိုပဲဖြစ်နေအမှုတွေရသည်ဖြစ်စေဝေးကွာသည်ဖြစ်စေကျွန်တော်တို့ရဲ့ရင်းနှီးမှရှိတဲ့ကျွန်တော်ချစ်ကြတဲ့အာဆင်နယ်အသင်းကနေနေရှိနေမှာပါသူတို့ရဲ့တရားမျှတစွာကစားတဲ့အလေးချင်းလှပစွာကစားတဲ့ကစားဟန်အားမျိုးကျွန်တော်မြင်တဲ့အားပြီးတော့နေထောက်ခံတော့ပါအဲ့တော့ကျွန်တော်အာဆင်နယ် fan တွေညတကားရှိတယ် what's a scanner or is scanner အားလုံးပဲကျေးဇူးတင်ပါတယ်ချန်ပီယံလိဂ်တိုင်းနဲ့ပြန်လာခဲ့ပါမယ်